ဒီနေ့တော့ပြီးအမဲသားအားလုံးချက်ပါမယ်။ဟင်းချက်တဲ့နေရာမှာပြောနေချက်တဲ့ပြုတ်တဲ့နေရာမှာတော့ဘလောက်တောင်ပါမီပါလဲဆိုခဏခဏလှုပ်ရှားနေချဖြစ်တဲ့ကြောက်ဘူးတင်အောင်တစ်ခါလှုပ်ရှားတိုင်းတစ်ခါ recipe ပြန်ကြည့်ရပါတယ်။အပင်မဲဒါပင်မဲဒီတစ်ခေါက်မှာတော့ဘာ recipe မှမကြည့်ပဲနဲ့ကိုယ့်အကိုအစအဆုံးဘတို့မှလည်းမမေးမမြန်းပဲနဲ့ချက်ထားတဲ့ဟင်းဖြစ်ပါတယ်။ဒါကိုရေစေးစားစနွင်းကလားလေးမဆလာထည့်ပြီးတော့နှက်ထားလိုက်ပါတယ်။ပြီးတော့အာလူကိုအန်ကယ်ပေါင်းစုံကနေခွာရင်းနဲ့တူပြီးပါပြီပေါ့။ပြီးရင်အာလူကိုတောက်စားမဲ့ဆိုင်လို့ပြီးရင်ကြက်ကြံဖြူကိုတပြားရိုက်ပြီးတော့တပြားမရိုက်နိုင်လို့အဲ့လိုဖိပါတယ်။အဲ့တော့တပြားဖိတပြားကိုလက်တစ်ဖက်နဲ့ဖိလို့မရလက်နှစ်ဖက်နဲ့ဖိနဲ့အောင်ဖိလို့မရလိုက်တာအဲ့ရဖြူတွေကိုလုံးထည့်ကြည့်ပါမယ်။ကြိုက်တာအားမရလို့ခိုးပါဝင်ကြည့်ပြီးရင်အနီကို၄စိတ်စိတ်ပြီးကြိတ်ပါမယ်၄စိတ်ပဲစိတ်တာတော့မှအစွမ်းပြပါတယ်ဒီစိတ်ကိုလည်းဇာမအားမရရောလုံးတော့မဟုတ်ပါဘူးဘာဆက်လို့ရမလဲစဉ်းစားနေကြတာပါမမလှုပ်ဆက်မရှိတော့ပါဘူးချက်ဖို့ပဲကြာမှာရောရဲ့ခင်မကြည်သေးတော့နောက်တစ်ခါဆိတ်ရှည်စွာနဲ့ပဲထပ်ပြီးတော့ကြိတ်လိုက်ပါရဲ့နောက်ပတ်ပြီးရင် OOC ဖြန်းပြီးတော့စီမွေးတက်ပါမယ်။ဒီကအဲ့လိုမျိုးဖြန်းနေရရောလားဆိုရပါတယ်အမြဲတမ်းစီရောလောက်လေးပဲတော့ပြင်းလို့မရပါဘူးလက်ကိုတရဆက်တိုက်တုံးပြနေရပါမယ်။တက်လို့တော့မဟုတ်ပါဘူးကြီးစားတင်မိထားပါ။အထက်လုံးရင်လက်ကညောင်းလာပါပဲ။မဆုံရောဖောင်းပင်းဖြစ်လာလို့ပဲ။အနာတော့ရှယ်ပဲအနာရန်ကောင်းတယ်။ဒါကတော့ happy dance ပါ။ဘယ်လိုလဲချင်တာ။အားရောင်ရေးမရနိုင်ကြနဲ့တယောက်တည်းချက်တာကိုမယုံကြည်နိုင်သူတို့ကမပါပါနဲ့ကိုယ့်ဘက်ကိုချက်ပါမယ်ဆိုတော့ PTB ရနဲ့ဝင်ပြီးဆရာကြီးလို့အမေဖြူချင်းကုန်ပါလားချင်းပါချင်းမှုတက်တယ်ဖြူချင်းဖျက်ချင်းကိုလုံးဝမေ့သွားတယ်မပါပဲနဲ့လဲမှုေးပြီးတော့နန်းနန်းလေးဒါလည်း happy dance ပါပဲဘယ်နဲ့ရေးချက်လိုက်တာလဲတော့မမမီတော့ဘူးဒါကတော့ရောက်ပါပြီနူးအိမ်မှာပဲအရွယ်ပါနူးပါဘယ် approve ပြီးတော့ဆရာကြီးတုတ်ထားတဲ့မုံလာဦးနေချင်းလေးနဲ့တွေ့စားအရန်ကောင်းခုတော့စားလာပြီဘိုက်စားတယ်